အခုရက်ပိုင်းမှာဒီညီမလေးတွေက5-6ယောက်ထက်မှနေဦးပေါ့နော်မေးလာတယ်လူအရန်များလာတယ်ပိတ်ရက်ရှည်တွေတော့ပြဿနာတွေပေါ့တချို့ကျတော့လေမြန်မာပြည်မှာတွေကပါလာတဲ့ပြဿနာတွေပေါ့နော်ပြဿနာတွေဆိုတာဘယ်လိုဖြစ်လဲဆိုတော့ဒီအမျိုးသမီးလေးတွေမှာကိုဝင်ရှိလာတယ်ကိုဝင်ရှိလာပြီးတော့မှနည်းနည်းတချို့ဆိုလည်းအရန်ရင့်နေတဲ့အထိရောက်နေတယ်တချို့ဆိုလို့ရှိရင်လေငယ်သေးနုနယ်သေးတဲ့အချိန်တွေပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့အမကအဲ့ဒီလမ်းကိုညွှန်ပေးနေရလို့မဟုတ်ဘူးကိုယ့်ကိုစဉ်းစားရမှာပြီးတော့သက်ဆိုင်ရာအဲ့ဒီမိန်းကလေးတွေနဲ့သက်ဆိုင်တဲ့ယောက်ျားလေးတွေကိုလည်းပြောချင်တယ်ကိုနဲ့ပတ်သက်တဲ့အမျိုးသမီးလေးတွေကိုနှမသားချင်းစာနာပေးပါပြီးတော့နှမမရှိဘူးဆိုလို့ရှိရင်လည်းအမေချင်းမိန်းမသားချင်းစာနာပေးစီခြင်းတယ်ကိုအရှိမလည်းပြောခဲ့ဘူးလေဟိုအရှိရဗီဒီယိုတွေမှာလည်းကိုနဲ့သူနဲ့ဘလို့ပုံစံနဲ့ပတ်သက်နေဒီမိန်းကလေးရဲ့ကိစ္စအဝဝကိုတာဝန်ယူစီခြင်းတယ်ပြီးတော့အမျိုးသမီးလေးတွေအနေနဲ့လည်းပြောချင်တာကဒီရောက်မှဒီလိုအနေထားရောက်မှဖျက်ချတာမျိုးတွေမလုပ်စေချင်ဘူးပြီးတော့ဒီမှာကအရန်တင်းကျပ်လာတယ်ပြီးတော့လအရန်ရင်းမှလုပ်မယ်ဆိုလို့ရှိရင်ဂျပန်ရဲ့ရန်ငွေနဲ့တွက်မယ်ဆိုရင်မရှိဘူးဆိုရင်80-90လောက်ကျလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အရန်အကောင့်ကြီးသွားတဲ့အခါကျရင်လောက်တဲ့ဆိုလို့ရှိရင်ဒီလောက်ချလိုက်တဲ့ကိစ္စရောဒီပြီးသွားတဲ့အရာကိုတကြိုစရိတ်ဆိုတာရှိတယ်ဒီမှာကြတော့လေနော်ဒီမှာမြန်မာနိုင်ငံလိုမျိုးလှုပ်သွားပြီးတော့မှပြီးတော့အကုန်လုံးကိစ္စတာဝန်ယူတာမဟုတ်ဘူးဒီမှာကြတော့အဲ့ဒီဟာကိုတကြိုစရိတ်ဆိုတာရှိသေးတယ်ပြီးတော့ဘာပြောချင်တာလဲဆိုတော့ဖြစ်သွားမှမလောက်ကြနဲ့ဘာဖြစ်လို့မြန်မာလူမျိုးတော်တော်များများကြားမှာအတွဲကြီးကြားမှာဒါအရန်ကြားပြီးမှဖြစ်လာမှပြဿနာတွေကကိုယ့်စီကိုလာမေးတယ်အမကအမှန်တိုင်းပြောရင်ဒီကိစ္စနဲ့ပတ်သက်ပြီးကြင်ကြံမပေးတတ်ဘူးဘာဖြစ်လို့လဲဆိုကိုယ်တိုင်ဆုံးဖြတ်ချက်ချာမှာအမပြောလိုက်တဲ့ဇာတ်ကားကြောင့်လုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမိန်းကလေးမှာတာဝန်ရှိတယ်အမလည်းအဲ့ကိစ္စတွေညွှန်ပေးရလို့မဟုတ်ဘူးအရွယ်လည်းရောက်နေကြပြီပဲနော်ပြီးတော့ living together လောက်ကိုအတူတူနေနိုင်နေဆိုလို့ရှိရင်နောက်ဆက်တွဲပြဿနာတွေကိုဖြေရှင်းနိုင်ရမှာပေါ့ပြီးတော့မနေခင်လေးကရိုင်းပြောမယ်ကွာမနေခင်လေးကအကောက်ကွယ်မသုံးကျင်ဘူးအလွတ်နေကျင်နေဆိုလို့ရှိရင်စေးတွေအွန်လေမဟုတ်လေအဲ့ဒီအမျိုးသားကိုပြောမနေခင်တည်းကစေးအောင်စေးကမ်းမှာဒီမြန်မာပြည်လိုမျိုးပေါ့နော်ဒီတချို့ဆိုရင်လက်မောင်းလေးထည့်တာ3နှစ်ခံ5နှစ်ခံပြီးလို့ရှိရင်ဒါပါလဲစေးတွေတောက်တာတွေလုံမယ်ဆိုလို့ရှိရင်ဒီမှာလို့ဂျပန်မှာတော့အဲ့လိုမျိုးထည့်ပေးတယ်မကြဘူးကိုလည်းမသိဘူးပေါ့နော်နောက်ပြီးကျတော့ဒီစေးအွန်မယ်ဆိုလို့ရှိရင်လည်းဒီဂျပန်အမျိုးသမီးလေးတွေတုံးတဲ့တော်တော်များများကတော့သူတို့အဲ့လိုစေးတွေမတုံးကြဘူးအမျိုးသားကိုပဲဒီသူတို့အကာကွယ်သုံးခိုင်းတယ်တကယ်လို့ခလေးယူတော့မယ်ဆိုမှအဲ့ဒါမသုံးကြဘူးလို့သူတို့ပြောကြတယ်ပေါ့နော်အဲ့ဒီတော့တကယ်လို့ဒီအမျိုးသမီးလေးတွေကစေးအောင်စေးကမှာသွားပြီးတော့မှဒီတော့ကိုကောင်လေးနဲ့မကြနေပြစ်နေရဲဆိုလို့ရှိရင်စေးကမှာသွားပြီးတော့မှလာစင်စီတော့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လေကိုနီးကိုဟန်နဲ့တခြားဟာနဲ့ကာကွယ်အရေးပေါ်စေးတော့မတောက်စေချင်မိန်းကလေးတွေအနေများတယ်ပြီးတော့ယောက်ျားလေးတွေမြန်မာအမျိုးသားယောက်ျားလေးတွေပြောမယ်နှုတ်လေပြောလိုက်လို့ရှိရင်စကကြီးစကကျယ်တွေနဲ့ယောက်ျားပီတာစွာလူပီတာစွာဟဲ့ပြီးတော့မိကောင်းဖခင်သားသမီးပီတာစွာကိုနဲ့ပတ်သက်တဲ့မိန်းကလေးကိုတာဝန်ယူကြစမ်းမှာပြဿနာတက်မှာရှောင်းဖဲတွေမလုံးကြစမ်းမှာ ਨੇ လူကြားလို့လည်းမကောင်းပြီးတော့တယောက်ထက်မကဘူးအများကြီးပဲလာမင်းနေရအတွက်ဒီဗီဒီယိုလုပ်လိုက်တာကွာအဲ့တော့ညီမလေးတွေကိုမှပြောချင်တယ်အကောင်ကြီးမှလုံမယ်ဆိုလို့ရှိရင်အဆင်မပြေနိုင်ဘူးဒုက္ခရောက်မယ်တကယ်လို့ဒီမှာပဲကိုယ့်အကူမွေးမယ်ဆိုလို့ရှိရင်လေတယောက်တည်းကဘလို့မှအဆင်မပြေနိုင်ဘူးစေးရုံမှာတယောက်တည်းအရင်အားငယ်နေလိမ့်မယ်ပြီးတော့ပြန်လာလို့ရှိရင်လေအိမ်မှာဒီကလေးနဲ့ကိုယ်နဲ့2ယောက်တည်းပြီးလို့ရှိရင်တစ်နှစ်လောက်ကအလုံးမလုံးရပဲဒီနီရဆိုလို့ရှိရင်အလုပ်ပြန်တက်တဲ့ခါကျဒီကလေးကိုဘယ်လိုလုပ်မှာလဲကြောင်းမြေအလုပ်ကိစ္စနဲ့ခလေးပို့မယ်ဟိုဒီလိုမူဂျိုကြောင်းပေါ့နော်ခလေးကြည့်ပေးတဲ့နေရာအမှနဲ့အဲ့ဒါလည်းအများကြီးစဉ်းစားရမှာဂျပန်မှာခလေးမွေးရလွယ်တာမဟုတ်ဘူးတယောက်တည်းမွေးဖို့ဆိုပါလေနော်ပြီးတော့ဒီတချို့တစ်ဘာလဲလအရမ်းမရင်သေးပဲနည်းနည်းသေးတဲ့ညီမလေးတွေဆိုလဲအတူတူပဲမကုံမှုဆိုရင်20-30ပတ်ချလဲအဲ့ဘာလဲ40ဝန်းကျင်လောက်အဲ့လောက်ပတ်ချလဲကုံမှာကွာဘာလို့မှလဲနင်တို့တွေအတူတူပျော်တော့ကနှစ်ယောက်တူတူတော်ကြီးပျော်ပြီးတော့မှဒါကြီးကိုမဖြစ်ခင်နေကြိုတင်ကာကွယ်ကြစမ်းပါဟဲ့နှုတ်ကလေနောက်မှဖြစ်လာတဲ့ပြဿနာကြတာမဖြစ်ရှင်းတတ်ဘူးအဲ့ဒါမျိုးကြနှုတ်ကဟိုဗာလဲမပွင့်လင်းကြတော့ live together ကြီးနေတဲ့ကြပွင့်လင်းပြီးနောက်ကပြဿနာကြမပွင့်လင်းကြဘူးဘလို့တွေတော့အရွယ်လည်းရောက်နေပြီဒါလည်းနည်းနည်းပွင့်ကြအောင်တကယ်ပဲ